ဒီပညာတတ်ပြီးမှားမှားယွင်းလုပ်တဲ့လူတွေလည်းအများကြီးရှိတယ်မပြောသင့်တာပြောလို့ပြဿနာတက်တယ်မလုံးသင့်တာလုံးလို့ပြဿနာတက်တယ်အများကြီးပဲရှိတယ်သူကြည့်လိုက်တော့ educated ပဲတကယ်ကိုသင်ထားတဲ့ပုဂ္ဂိုလ်ပဲပညာဆိုတာတခြားဆိုတာကိုသတိထားဖို့လိုတယ်ပညာဆိုဒီမှာပိုင်းပိုင်းခြားခြားကွဲကွဲပြားပြားသိရှိတာကိုပညာတနည်းအားဖြင့်ပြောမယ်ဆို wisdom သင်လို့တတ်တာ knowledge နဲ့ wisdom အဲ့လိုခွဲပြောမယ်ဆိုရ wisdom ဆိုတာလက်တွေ့သုံးချပြီးတော့ဆုံးဖြတ်နိုင်တာကို wisdom လို့ခေါ်တယ်ဒါကြောင့်မို့ဒီမှာဆိုလိုတဲ့ပညာဟာဘာလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတယ်အဲ့ဒီခွဲခြားသိမှုဆိုတာအမှန်တမ်းအရေးပါတယ်အဲ့ဒါစဉ်းစားတာအဲ့ဒီအချိန်မှာ theory ကိုရွတ်ရတာမဟုတ်ဘူးလေလှုပ်တဲ့မှာလည်းမလှုပ်တဲ့မှုဆိုတာအကြောင်းအသင်ခဲ့တာမှမဟုတ်တာပဲအကြောင်းအသင်လည်းနည်းနည်းပဲသင်လို့ရမှာပေါ့အဲ့တော့ကိုယ့်အကိုစဉ်းစားတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာကွဲကွဲပြားပြားသိတာပညာအဲ့တော့လှုပ်တဲ့နာကိုမလှုပ်တဲ့မှုလို့ထင်တာနဲ့မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တာနှစ်ခုစလုံးဟာအကျိုးဆိုးတဲ့အခါမှာတူတူပဲလူတွေကအပြစ်တင်ပြောတာပေါ့လူတယောက်ဒုက္ခရောက်ပြီဆိုရင်ပြောတယ်ဒီလူကမလှုပ်တဲ့နာလှုပ်တာဒါကြောင့်မို့ဒုက္ခရောက်တယ်ဒါတော့အပြစ်တင်လှုပ်တဲ့နာမလှုပ်ဖဲနဲ့ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်ဒါကြောင့်မို့အကျိုးသက်ရောက်မှုချင်းကြတော့တူတယ်လို့ဆိုလို့တယ်ပေါ့ဒီတစ်ခုစလုံးကအပြစ်ပဲမလှုပ်တဲ့နာကိုလှုပ်လို့အပြစ်ဖြစ်တယ်လှုပ်တဲ့နာမလှုပ်လို့ရှင်လဲမရဘူးဆုံးရှုံးတယ်အဲ့ဒီနှစ်ခုကိုခွဲခွဲပြားပြားသိပြီးတော့မလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဆိုတာပညာရဲ့စွမ်းရည်လို့ခေါ်တယ်အဲ့ဒီပညာမျိုးရှိရမယ်တဲ့ဒီလိုပြောတာနော်